It's the second bout ပေါ့နော် second bout လေးတူတူဖွင့်ကြည့်ရအောင် The gift of deeper listening တစ်ဖက်လူရဲ့စကားကိုတေချာနားထောင်တက်လာခြင်းလက်ဆောင်မှန်ပါတယ်မိတို့တွေကစကားပြောဖို့အာရုံနေတဲ့အချိန်မှာမိတို့တူတူစကားပြောနေတဲ့လူကိုမိတို့ကအလှည့်ပေးလိုက်တာမျိုးကျွန်တော်ကအဲ့လူပြောတဲ့စကားကိုမိတို့တိတိကျကျနားထောင်နေနေကိုပြောမဲ့စကားလေးကိုကိုယ့်ဘာနဲ့တဖြည်းဖြည်းအာရုံနေရမျိုးအချိန်လေးရှိပါတယ် American Australian educator order တယောက်ဖြစ်တဲ့ Peter Drucker တခါပြောဖို့ပါတယ် The most important thing in communication is hearing what isn't said အဲ့တော့ communication တစ်ခုမှာအရေးကြီးဆုံးကတစ်ဖက်လူကမပြောလိုက်တဲ့စကားကိုကိုကကြားသိခြင်းဆိုတဲ့အပိုင်းအရေးကြီးတယ်အဓိကပြောချင်တာတစ်ဖက်လူရဲ့စကားကိုကိုယ်တိုင်တကယ် respect ရှိနားထောင်တတ်ဖို့ကလည်းအရင်ကအရေးကြီးတယ်မျိုးတို့ကဒီစကားပြောအာရုံနေရလူအများစုကပေါ့နော်ကိုပြောမဲ့စကားလေးကိုကိုကအာရုံနေရတဲ့အချိန်မှာကိုဘက်တစ်ဖက်လူကိုအချိန်ပေးပြီးတော့နားထောင်ဖြစ်လာတယ် deeper listening ကတော့စကားဖြစ်ခြင်းကြောင့်မေးတင်တုံးလာဖြစ်ခဲ့အကျင့်လေးတစ်ခုဆိုလဲမှန်ပါတယ်ရှင် okay အဲ့လိုမျိုးသုံးခုမြောက်လက်ဆောင်လေးဒီပြင်ကြအောင်ပေါ့နော်